လုံးပဲမင်္ဂလာပါခင်ဗျာ19ရက်နေ့အတွက်ကျွန်တော်တို့ညီးနှမျိုးနဲ့နှမျိုးပေါ့နော်ညီးကနှမျိုးရှိရကျွန်တော်တို့တူတူလေးလာမယ်နော်ကျွန်တော်မြင်တာလေးပေါ့ကျွန်တော်ပြပြီးကြည့်မယ်ကျွန်တော်အမျိုးတို့ကြိုက်တာယူဆော့ပေါ့နော်ကျွန်တော် break key ပြမယ်ဒီမှာကဒီနှလုံးပေါင်း break ယူမယ်နော်ဒီနှလုံးပေါင်းက9ဆိုတော့9 3ည9 3ည break အဲ့လိုပဲယူမယ်နော်9 3ည break ယူပြီးတော့ key က9 3ည 3 key အဲ့တော့ဘာထွက်လဲဆိုတော့3ခွန်ဆိုတော့ထွက်နော်3ခွန်ဆိုတော့3ညထွက်တယ်အဲ့လိုပါပဲအောက်ဆင်းလိုက်ခွန်ရယ်9ရယ်net ခွန် break net ခွန်4ကီဆိုတော့9ခွန်ဆိုတော့ net break ထွက်နော်ခုန net ခွန် break net break ထွက်တယ်နော်အောက်ဆက်ယူအဲ့လိုပဲယူမယ်9ရယ်ခွန်ရယ် net ခွန် break net ခွန်4ကီဆိုတော့9ခွန်ပဲပြန်ရတယ်နော်ခွန်9ပေါ့ခွန်9ထွက်သွားနော်17ရက်နေ့ကကျွန်တော်တို့19ရက်နေ့အတွက်ကဒီမှာ9ရယ်ဒီမှာ6ရယ်ဆိုတော့16ကီ168 break စိတ်မချတော့168ကီ168 break အဲ့လိုလူယူလိုက်ရနော်အဲ့ဒါဆိုရင်168ကီ168 break 168ကီကို168 break လုပ်ရင်လို့စီရမလဲဆိုတော့ကျွန်တော်စီပေးလိုက်မယ်နော်တခါတည်း main ကတော့16 break ပေါ့နော်168ကီ1 3ည1 5 1ခွန်6 3ည6 5 6နှစ်အဲ့ဒါ main ပေါ့နော်အဓိကပေါ့နော်အရန်က8 3ည88 83ပေါ့နော်အဲ့ဒါတနည်းနော်ဒါကပထမနည်းပြီးတော့ကျွန်တော်တို့နောက်တနည်းဆက်ယူမယ်ဆိုရင်ဒီ18ရက်နေ့ကအတိုင်းပဲကျွန်တော်ဆက်ယူမယ်နော်18ရက်နေ့ကအတိုင်းကဘယ်လိုယူလဲဆိုတော့18ရက်နေ့အတိုင်းကလွယ်လေးပါပဲနော်အမျိုးတို့လည်းမြင်ပြီးသားပါအဲ့လိုပဲပြန်ယူမယ်ဆိုရင်ဒီလိုပေါ့ဒီမှာနှလုံးပေါင်းတော့3ည5ကီ38ကီဆိုတော့3ည3ထွက်3ည5ကီကို38ကီကတ်တော့3ည3ထွက်တယ်ဒီမှာ38ကီ5 3ညကီဆိုတော့ရှင်း5ဆိုတော့ထွက်နော်အဲ့လိုပဲဒီမှာက3ည53လုံးယူရတယ်ဗျ3ည5ခွန်ကီ3ည5ခွန်ကီဒီမှာ5 3ညကီဆိုတော့5ခွန်ထွက်တယ်နော်အဲ့လိုပဲဆက်ယူမယ်ဆိုခွန်နှစ်3ညကီဒီမှာ3ည5ခွန်ကီကိုကတ်လိုက်တော့5ခွန်ပဲပြန်ထွက်ခွန်5ပေါ့နော်ပြန်ထွက်နော်ဒီမှာ19ရက်နေ့အတွက်ကနှစ်ခွန်4ကီဒီနှလုံးပေါင်းနှစ်နော်အဲ့ဒါကြောင့်နှစ်ခွန်4ကီယူမယ်ဒီကောင်လည်း6ပါ6တိ9ကီနှစ်ခွန်4ကီကို6တိ9ကတ်မယ်နော်19ရက်နေ့အတွက်ကနှစ်ခွန်4ကီကို6တိ9ကတ်မယ်နော်အဲ့တော့ကဏ္ဍစီကြည့်မယ်
နှစ်6နှစ်1နှစ်9ခွန်6ခွန်1ခွန်9 4 6 4 1 5ဖြစ်သွားတယ်4 1 4 9အဲ့ဒီနနီတွေ့ထားတယ်ပေါ့နော်အဲ့ဒါကျွန်တော်တို့အမျိုးကကြိုက်နေတဲ့တနီဆော့ပါနော်ဘယ်နေပြီဖြစ်ပေါ့နော်ခါတိုင်းရက်ကတော့သူက၄လုံးအခွေပဲထွက်တယ်ဒီနေ့အတွက်ကတော့19ရက်နေ့အတွက်ကတော့6လုံးထွက်သွားတယ်6လုံးပေါ့နော်9ခွဲလိုက်18ခွဲပေါ့အားလုံးပဲဒီကနေ့ဆက်ပြီးတော့ထိုးမိတဲ့သူတိုင်းပေါက်ကြပါစေကျွန်တော်ဆုတောင်းပေးပါတယ်အားလုံးပဲကိုယ်စိတ်နဲ့ပြန်ကျမ်းမာချမ်းသာကြပါစေခင်ဗျာ